တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်ထားတဲ့ကျမရဲ့ဗီဒီယိုဖိုင်အောက်မှာမကြိုက်တဲ့ comment တွေများစွာတွေ့ရပါတယ်။လာပြီးတော့ဆဲဆိုထားတဲ့လူတွေလည်းများစွာတွေ့ရတယ်။ပြီးတော့ဒီရက်ထဲမှာကျမတင်လိုက်တဲ့ဒီအာနာရှင်တွေလုတ်ခဲ့သမျှဗမာလူငယ်တွေသိန်းကျုံအပြောခံရမှာလားတာဝန်ယူရမှာလားဆိုတဲ့ post ခုကိုလည်းတင်လိုက်တာဖြစ်ပါတယ်။အဲ့ဒီအောက်မှာလည်းနော်ဗမာလူမျိုးကြီးဝါဒအကြောင်းတွေကိုထည့်ကားပြောပြီးတော့မှလာပြီး comment ရေးထားတဲ့လူတွေလည်းတွေ့ရတယ်။တော်တော်များများကဗမာတွေပေါ်မှာနော်တော်တော်များများဆိုတာတိုင်းရင်းသားတော်တော်များများထဲမှာပေါ့ဗမာတွေပေါ်မှာအမြင်ဆောင်နေအမြင်လွဲနေတဲ့ကိစ္စတွေလည်းတွေ့ရပါတယ်အဲ့တော့ကျမကအမြင်ဆောင်နေအမြင်လွဲနေတဲ့ကိစ္စတွေကိုအမှန်တရားအတိုင်းကြည့်တတ်ဖို့ပဲကျမပြောတာပါကျမတို့နိုင်ငံမှာအာဏာရှင်တွေကကျမတို့ကိုဘယ်လိုအုပ်ချုပ်ခဲ့တယ်လဲဘယ်လိုသွေးခွဲခဲ့တယ်လဲဒါတွေကိုမြင်အောင်ကြည့်တတ်ဖို့အရင်းမြစ်ကိုမြင်အောင်ကြည့်တတ်ဖို့ပဲကျမပြောတာပါဒီလူမျိုးရေးပြိပခါတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်ကျမတို့ကတရက်တည်းနဲ့လည်းထိုင်ပြောလို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့260 290လောက်အမျိုးမျိုးသွေးခွဲအုပ်ချုပ်လာတဲ့အောက်မှာကျမတို့အတူတူကြီးပြင်းရှင်တန်ခဲ့ရတာဖြစ်တဲ့အတွက်အခုချိန်မှာတယောက်ကိုတယောက်အပြစ်မတင်ကြဖို့သတိထားကြဖို့ပြောတာပါကျမအနေနဲ့အပြစ်တင်တယ်ဆိုတာကျမပြည်သူတွေကိုအပြစ်တင်တာမဟုတ်ပါဘူးပြစ်တင်တာလည်းမဟုတ်ပါဘူးကျမတို့ကောင်းစေခြင်းတဲ့ဘက်ကိုပြောပြတာဖြစ်ပါတယ်ကောင်းစေခြင်းတာဖြစ်ပါတယ်နော်စစ်စစ်လုံးလုံးသွားဖို့အတွက်ကျမတို့စကားပြောတဲ့နေရာမှာခေါင်းဆောင်တွေနော်ခြေလမ်းမှားနေလို့ရှိရင်ကျမတို့ပြောရပါမယ်အဲ့ဒီမှားနေတဲ့ခေါင်းဆောင်တွေပြင်ဖြစ်ခြင်းလည်းဖြစ်မယ်ရခိုင်ဖြစ်ခြင်းလည်းဖြစ်မယ်နော်မွန်ဖြစ်ခြင်းလည်းဖြစ်မယ်ရှမ်းဖြစ်ခြင်းလည်းဖြစ်မယ်အဲ့တော့ကရင်ကကရင်ကိုပြောရင်မကြိုက်ဘူးမွန်ကမွန်ပြောရင်မကြိုက်ဘူးဒီလိုပုံစံမျိုးနဲ့ကျမတို့သွားလို့မရပါဘူးကျမတို့ကတိုင်းပြည်လုံးလွတ်မြောက်ရေးအာဏာရှင်လက်အောက်ကဒီတိုင်းသားတွေရောဗမာတွေရောဒီနိုင်ငံထဲမှာရှိနေတဲ့လူတွေအားလုံးလွတ်မြောက်ဖို့အတွက်ပြောတဲ့နေရာမှာလက်နက်ကင်နေတဲ့ခေါင်းဆောင်တွေကိုကျမတို့ကစံထားပြီးတော့မှပြည်သူကလိုက်နေရတာဖြစ်ပါတယ်အဲ့တော့လက်နက်ကင်ခေါင်းဆောင်တွေခြေလမ်းမှားရင်ပြည်သူကပြောရမှာပဲဖြစ်ပါတယ်နော်ဒါကြောင့်မလို့အဲ့ဒီလိုပြောတဲ့နေရာမှာလူမျိုးရေးကွဲပြားမှုအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဘလို့မှအကောင်းဘက်ကိုရောက်မှာမဟုတ်ပါဘူးကျွန်တော်နိုင်ငံမှာနှစ်ပေါင်းမြောက်များစွာအုပ်ချုပ်ခဲ့တာနော်ဘာနဲ့အုပ်ချုပ်ခဲ့တာလဲတနက်နဲ့အုပ်ချုပ်ခဲ့တာအာဏာနဲ့အုပ်ချုပ်ခဲ့တာတနက်ရှိရင်အာဏာရှိဒီအာဏာနဲ့ဒီတနက်တွေကင်ပြီးတော့အုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက်ဒီလိုမျိုးကျမတို့အချင်းချင်းကွဲပြားခြားနားမှုတွေဖြစ်လာအောင်ဘာတွေကကျမတို့ကိုတွန်းအားပေးခဲ့တာလဲဆိုတော့ပြန်စီစစ်စဉ်းစားကြဖို့လိုပါတယ်နော်အခုဖြစ်နေတဲ့ပြဿနာလူမျိုးကြီးပြဿနာမဟုတ်ပါဘူးအသားအရောင်ကွဲပြားတဲ့ပြဿနာလည်းမဟုတ်ပါဘူးဘာသာမတူကွဲပြားတဲ့ပြဿနာလည်းမဟုတ်ပါဘူးခုဖြစ်နေတဲ့ပြဿနာကတနိုင်ငံလုံးဖိနှိပ်မှုအောက်မှာရောက်နေတဲ့ပြဿနာတနိုင်ငံလုံးမှာရှိနေတဲ့အမျိုးမျိုးသောကျမတို့အသားအရောင်မတူကွဲပြားသောပြည်သူလူထုတွေရဲ့လေပင်ကိုအညစ်ခံထားရတာပါဒါကိုရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်အဲ့တော့ဒီလိုညှစ်ပြီးတော့မှကျမတို့ကိုအုပ်ချုပ်ခဲ့တာဟာဘာကြောင့်သူတို့အောင်မြင်ခဲ့တယ်နော်ဘာတွေနဲ့သူတို့အုပ်ချုပ်ခဲ့တယ်ဘာတွေနဲ့အုပ်ချုပ်ခဲ့တယ်ဘာကြောင့်သူတို့အောင်မြင်ခဲ့တာကျမတို့အဲ့ဒါကိုသိချာစဉ်းစားဖို့လို့နော်အဲ့တော့ကျမတို့ကိုအမျိုးမျိုးကွဲပြားနေတဲ့လူတွေလူမျိုးမတူကြတဲ့လူတွေကိုကွဲသွားအောင်ဝင်ပြီးတော့ခွဲခဲ့တာဖြစ်ပါတယ်ဟုတ်လားတစ်ဖက်မှာတစ်မျိုးပြောတစ်ဖက်မှာတစ်မျိုးပြောပြီးတော့တည်င်းတွေကိုဖုံးပြီးတော့မှသူတို့ကသာအာဏာရှင်ဆန်ကျမတို့ဘောကိုဖိနှိပ်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်ဘာသာရေးကွဲပြားမှုတွေဆိုတာသူတို့လုပ်ခဲ့တာဖြစ်ပါတယ်ဒါလည်းအားလုံးသိပါတယ်သူတို့ဘာကြောင့်အောင်မြင်တယ်လဲဆိုလို့ရှိရင်သူတို့ပြောတဲ့စကားတွေကိုကျမတို့လိုက်ပြီးယုံကြည်ခဲ့လို့ဖြစ်ပါတယ်နော်အဲ့တော့ကျမတို့ကသူတို့ပြောတဲ့စကားတွေကိုဆက်ပြီးတော့မယုံကြဖို့နော်ဒီနှစ်90မှာသူတို့ဘာတွေနဲ့ကျမတို့ကိုတွေးခွဲအုပ်ချုပ်ခဲ့တယ်ဘယ်လိုအကြောင်းအရာတွေတည်ပြီးတော့သူတို့သွားခဲ့တယ်ဒါတွေကိုပြန်ကြည့်ပြီးတော့မှကျမတို့ကအခုဒီတော်လန်ရေးမှာကျမတို့ရှေ့ကိုဘယ်လိုဆက်သွားရမလဲဆိုတာနဲ့သွားမှာဖြစ်ပါခွဲခြားနာပြီးအုပ်ချုပ်မှုတည်တာသူတို့ရဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်နံပါတ်1နံပါတ်2ကကြောက်ရွံ့ခြင်းကျမတို့အုံနောက်တွေကိုရိုက်သွင်းထားတဲ့ကြောက်ရွံ့ခြင်းနဲ့သူတို့အောင်မြင်တာဖြစ်ပါတယ်နော်ကျမတို့ဘာတွေကိုကြောက်လဲဟုတ်လားကျမတို့မှာအကြောက်တရားတွေအမျိုးမျိုးရှိဘာသာရေးဖိနှိပ်မှာကြောက်တယ်နော်လူမျိုးရေးတွေကွဲပြားပြီးအချင်းချင်းပြန်တက်ကြမှာပြန်ပြီးတော့တိုက်ခိုက်ကြမှာကြောက်တယ်နော်ကျမတို့မတရားတာကိုអော်လို့ရှိရင်
ကျမတို့ကိုထောင်ထဲထဲမှာကြောက်တယ်ကျမတို့ကိုဖန်စီရိုက်နှက်နှိပ်စက်မှာကြောက်တယ်နော်အဲ့တော့ဒီအကြောက်တရားတွေဒီဘာသာရေးအကြောက်တရားလူမျိုးရေးအကြောက်တရားကျမတို့သိမှာကြောက်တာမဟုတ်ပါဘူးကျမတို့တယောက်မှသိရမှာကိုမကြောက်ပါဘူးနော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သိရမယ်ဆိုတဲ့အရာကကျမတို့မွေးလာကလေးကသိထားပြီးသားအရာဖြစ်တယ်အဲ့အတွက်သိခြင်းတရားကိုတော့ကျမတို့ရေကိုရအပြင်မကြောက်ပါဘူးကျမတို့ဘာတွေကြောက်လဲဆိုလို့ရှိရင်ကျမတို့ကိုဖိနှိပ်နှိပ်စက်မှာရိုက်နှက်မှာကြောက်တယ်နော်ကျမတို့သားသမီးတွေကျမတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုလည်းအဲ့ဒီလိုလုံမှာကြောက်တယ်နောက်ပြီးတော့ကျမတို့နိုင်ငံထဲမှာဟုတ်လားတခြားပြည်နယ်ကတခြားနိုင်ငံတွေကဝင်ရောက်ပြီးတော့လာစိုးမိုးအုပ်ချုပ်မှာကိုကြောက်တယ်ဘာသာရေးနဲ့ကြီးစိုးသွားမှာကိုကြောက်တယ်ဒါတွေအားလုံးရဲ့အရင်းမြစ်ကအာနာရှင်တွေရိုက်သွင်းခဲ့တဲ့အကြောက်တရားနဲ့သွေးခွဲခြင်းတွေအောင်မြင်လို့သာဖြစ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျမတို့ကဒီအကြောက်တရားတွေနဲ့ပတ်သက်ရင်တိတိကျကျပြန်ပြီးတော့ဘာတွေကငါတို့မှားခဲ့တယ်လေဒီကောင်တွေမှားတာတော့မပြောနဲ့တော့ဒီကောင်တွေကတောက်လျှောက်မှားနေမှာနောက်လက်ဆက်မှားနေတော့အဲ့တော့သူတို့အောင်မြင်နေတာတွေဒီကျမတို့မှားခဲ့ကြလို့အောင်မြင်နေတာမှားရွေးစွာယုံကြည်ခဲ့ကြလို့အောင်မြင်နေတာအဲ့တော့ကျမတို့ပြန်စဉ်းစားရမှာကျမတို့ဘာတွေမှားခဲ့လဲအဲ့ဒီအမားတွေကိုကျမတို့ပြန်ပြင်ဆင်ရမှာဖြစ်တယ်ကျမအခုကြည့်နေရသလားဟုတ်လားကျမတို့ကိုလူမျိုးရေးခွဲခြားပြီးအုပ်ချုပ်ခဲ့တာသူတို့အောင်မြင်ခဲ့တယ်လို့အခုလည်းစက်အောင်မြင်နေသေးတယ်လို့ပြောလို့ရတယ်နော်ကျမတို့ကိုဘာသာရေးနဲ့ခွဲခြားအုပ်ချုပ်တာအောင်မြင်ခဲ့တယ်အခုလည်းစက်အောင်မြင်သေးတယ်လို့ပြောလို့ရဘာလို့သူတို့အောင်မြင်နေတာလဲဆိုရင်ကျမတို့မှာအတ္တတွေရှိနေလို့ကိုယ့်ဘာသာတိတာအကောင်ဆုံးကိုယ့်ဘာသာကိုတော့လာမလွှမ်းမိုးရသူ့ဘာသာကိုတော့လာသွားပြီးတော့မလွှမ်းမိုးရဆိုတဲ့အကြောက်တရားအဲ့ဒီလိုမျိုးရိုက်သွင်းခဲ့တာဖြစ်တယ်အဲ့တော့ကျမတို့ကဘာသာရေးအရာလည်းကျမတို့ကြောက်နေရတယ်လူမျိုးရေးအရာလည်းကြောက်နေရတယ်တခြားနိုင်ငံတွေများငါတို့နိုင်ငံကိုလာပြီးကြီးစိုးမလားအုပ်ချုပ်မလားဆိုတာကိုလည်းမဖြစ်နိုင်တဲ့အရာတွေကိုကကျမတို့ကတကယ်အမှန်ထင်ပြီးတော့ကြောက်နေကြတယ်နော်အဲ့တော့ကျမတို့ကတခြားလူမျိုးတွေကျမတို့နိုင်ငံတွေကိုဝင်တာပြဿနာဖြစ်ခဲ့တယ်ဒီဟာကြီးကပြဿနာဖြစ်အောင်ဖန်တီးခဲ့တယ်ဆိုရင်အဲ့ဒီလူမျိုးတွေတခြားနိုင်ငံကနေကျမတို့နိုင်ငံဝင်လာဖို့အတွက်တကားဖွင့်ပေးခဲ့တာဘယ်သူတွေလဲဆိုတာသိကိုလို့ဒီတကားတွေကိုဖွင့်ဖို့ပိတ်ဖို့အလုံးနိုင်ဆုံးလူတွေကလည်းဘယ်သူအတင်မှာရှိတာလဲဆိုတာသိကိုလို့နော်ဒါကြောင့်မို့ဘာသာရေးပြိပခလူမျိုးရေးပြိပခနေနဲ့ကျမတို့ကိုတွေးခွဲအုပ်ချုပ်နေတာတွေကအခုချိန်မှာကျမတို့ကအချင်းချင်းနားလည်မှုနဲ့တွားရမယ်လို့ကျမပြောတာအဲ့ဒီလိုနားလည်မှုနဲ့တွားရမယ်ဆိုလို့ရှိရင်ကျမတို့ကပြင်ဆင်ရမယ်အပိုင်းတွေရှိပြင်ဆင်ရမယ်အပိုင်းတွေကိုကျမတို့ပြောတဲ့အခါမှာလူမျိုးရေးကွဲပြားမှုတွေကထပ်ဖြစ်တယ်ဟုတ်လားဗမာတွေကိုလည်းမခွဲခြားကြပါနဲ့ဒီအာဏာရှင်တွေကိုပဲလုပ်ခဲ့တာကျမပြောတယ်နော်အဲ့တော့ကရင်တွေမှာလည်းခေါင်းဆောင်တွေခြေလမ်းမှားနေတာပြင်မျိုးသားလွတ်မြောက်ရေးလောက်ကမယ်ပြီးရခိုင်တွေမှာလည်းအတူတူပဲကျမတို့ဘာသာရေးနဲ့တွေးခွဲအုပ်ချုပ်ခဲ့တဲ့အတွက်တခြားဘာသာတွေကိုလည်းလေးစားလိုက်တာဒါရခိုင်တွေမှမဟုတ်အကုန်လုံးပြောကျမပြောခဲ့တဲ့စကားတွေမှာမကြိုက်ကြတဲ့ဟာတွေတွေ့ရတယ်လူတိုင်းမဟုတ်တချို့တော်တော်နားလည်နေကြတဲ့လူတွေရှိတယ်နားလည်နေတဲ့လူတွေများပါတယ်ဒါပေမဲ့ဒီဘောမတွေနဲ့ဒီဘာမှမသိတဲ့ဘယ်လိုပြောမလဲလေ့လာမှုအားနည်းတယ်ပဲပြောရမလားကျမတို့နိုင်ငံမှာအုံနောက်တွေမျက်စိတွေနားတွေပိတ်ပြီးအုပ်ချုပ်ခဲ့တာလေအောင်မြင်တယ်လို့ပြောရအဲ့လိုလူတွေကလည်းများစွာကြံနေသေးတယ်အဲ့တော့အဲ့လိုလူတွေကလာပြီးတော့မှကျမတို့ကိုထပ်ပြီးတော့မှတွေးခွဲတယ်ဟာကျမရဲ့အောက်ဒီကွန်မန့်တွေမှာလာဝင်ရေးတာကတိုင်းသားတွေလည်းဖြစ်ချင်မှဖြစ်မယ်ဘောမတွေလည်းဖြစ်ချင်ဖြစ်တယ်တိုင်းသားအတွေ့ဖန်တီးပြီးတော့လာပြီးတော့အချင်းချင်းလာတိုက်တာလေဖြစ်ချင်ဖြစ်မယ်ပေါ့နော်ဒါကတော့ကျမတို့ကကွန်မန့်တွေမှာကြည့်ပြီးတော့ပြောတယ်ဆိုတာကကျမတို့လူတွေရဲ့တွားနေတဲ့ပုံစံလူတွေရဲ့တွေးအမြင်ကျမတို့နိုင်ငံပေါ်မှာဘလို့ဒီတွေးမြင်နေဒီစကားတွေဘလို့တက်ရောက်နိုင်လဲဆိုတော့ကြည့်ပြီးတော့မှဒီ comment တွေနဲ့ပတ်သက်ပြီးတော့ဒါကပြောခြင်းဖြစ်ပါเนาะအဲ့တော့အဲ့ဒီဘောမတွေဘက်ကလည်းဖြစ်နိုင်ပါတယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုးဘောမတွေကဝင်ပြီး comment တစ်ခုလောက်နဲ့ဝင်ပြီးတော့လောင်ခိုင်းလိုက်တဲ့အခါမှာကျမတို့အချင်းချင်းလောင်ကြဒါငါတို့ခေါင်းဆောင်မပြောနဲ့နေတို့ဗမာတွေကဘာစောက်သုံးကြလို့လဲဆိုတဲ့အခါကျတော့ဗမာတွေစောက်သုံးမကြတာတွေလည်းရှိပါတယ်ပြောပါတယ်ကျွန်မပြောထားပါတယ်เนาะတကယ်လို့ဗမာတွေမှားနေတယ်ဆိုလို့ရှိရင်မှားနေတဲ့လူမှားနေတဲ့အကြောင်းအရာထောက်ပြပြောဆိုတာဗမာတွေအားလုံးတိမ်တုံမပြောနဲ့ဒီလိုပဲကရင်ပဲဖြစ်ဖြစ်ကချင်ပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်မှားနေတဲ့အုပ်စုမှားနေတဲ့အခွက်မှားနေတဲ့အကြောင်းအရာကိုထောက်ပြပြီးတော့ဝေးပန်ပါအားလုံးတိမ်တုံပြီးပြောလိုက်တဲ့အခါကျတော့ဒီပြိပခတွေကပြန်ပြီးတော့ဖြစ်တယ်စစ်ကောင်စီရဲ့အောင်မြင်နေတဲ့ရန်တရားကြီးဆက်လက်လဲပတ်နေတယ်ပြောလို့ရအဲ့တော့ကျွန်မဥပမာလေးတစ်ခုနဲ့ပြောပြမယ်
ကျမတို့မြန်မာလူမျိုးတွေကြိုက်ကြတယ်ငပိကိုငပိဖြစ်အောင်လုပ်ဖို့အတွက်လက်ဆက်ငါးတွေကိုအရင်ဆုံးနေလန်းရနော်နေဆုံးစားနေပြီးတော့နေလန်းရတယ်နေလန်းပြီးတော့မှကျမတို့က2 နေ့ 3 နေ့လောက်လန်းပြီးတော့မှအဲ့ငပိတွေကျမတို့ကဒီစံတို့နော်စပွဲတို့ ਨੇ ရောပြီးတော့စားတို့ ਨੇ ရောပြီးထောင်းရတာနေလန်းတာကလေ6ကြီးနေလန်းလို့မရအောင်နည်းနည်းလေးပုတ်အောင်နေလန်းလိုက်ရတယ်အဲ့ဒီငါးတွေပုံနှံ့ထွက်သွားပြီဆိုမှဒီငါးတွေကိုကျမတို့ကစုံကြီးတစ်ခုထဲမှာထည့်ပြီးတော့စပွဲတွေဖွဲတွေနဲ့ရောပြီးတော့ထောင်းရတာဖြစ်တယ်နော်ထောင်းပြီးတော့မလုပ်လဲဆိုဒီငပိတွေကိုအိုးထဲမှာတိတ်လိုက်တိတ်ပြီးတော့နှစ်ကြာအကြာကြီးထားလိုက်တဲ့အခါမှာပုတ်နေတဲ့ငပိတွေကနော်ပုတ်နေတဲ့ငပိတွေဒီစားနဲ့တွေ့ပြီးတော့မှသူကစားလို့ရသွားတယ်နော်သူငပိမဖြစ်ခင်ကသူ့ကိုမထောင်းခင်ကဘယ်သူမှစားကျင်တဲ့ဟာမပုတ်နေတာအဲ့တော့ငပိဖြစ်လာအောင်အစီအစဉ်ကိုကျွန်မပြောပြတာကျမတို့လူမျိုးရေးပြိပခါတွေဘာသာရေးပြိပခါတွေဖန်တီးခံရတဲ့အခါမှာအဲ့တိုင်းနော်စားထဲတဲ့နေရာကိုစားထဲတယ်နေလန်းတဲ့နေရာကိုနေလန်းတယ်ဒါပေမဲ့အကုန်လုံးကိုလုပ်တာကိုတပုံဒီတပုံမဟုတ်အားလုံးကိုဖြန့်ကျက်ပြီးလုပ်လိုက်ပြီးတော့ပုတ်အောင်အရင်လုပ်လိုက်တယ်ပြိပခါအရင်ဆုံးဖန်တီးလိုက်တယောက်ကိုတယောက်ပြဿနာဖြစ်အောင်လုပ်လိုက်ကြတယ်ပုတ်သွားတဲ့အခါကျမှဒီငပိတွေကိုထောင်းပြီးတော့အိုးထဲမှာတိတ်လိုက်တဲ့အခါနော်ကြာသွားတဲ့အခါမှာစားလို့ရသွားတယ်အဲ့ဒါကကျမတို့လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ကျမကနှိုင်းရှင်ပြီးပြောပြတာကျမတို့ကငပိတွေလို့အသိခံထားရတယ်ကြာလာတဲ့အခါကျတော့စားလို့ရသွားတယ်ဒီလူမျိုးရေးပြိပခါကြာလာတဲ့အခါကျတော့ပုံမှန်ဖြစ်သွားတယ်ပုံမှန်အနေအထားမျိုးဖြစ်သွားတယ်နော်အဲ့တော့ကျမတို့နိုင်ငံမှာကျမတို့ရဲ့တော်လှန်ရေးထဲမှာပါဝင်နေတဲ့ဆရာတော်ရှင်သာဝရပြောတဲ့စကားလေးတစ်ခုရှိတယ်သူ့မှာစံနာတစ်ခုရှိတယ်အဲ့ဒီစံနာကဘာစံနာလဲဆိုလို့ရှိရင်သူတည်သွားရင်တော့မှအဲ့ဒီစံနာနောက်လူတွေဆက်ပြီးတော့လုပ်ပေးပါဆိုပြီးတော့မှသူပြောခဲ့တဲ့စကားသူပြောထားတဲ့စကားရှိတယ်ဘာစံနာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေအားလုံးမှတ်ပုံတင်မှာကချင်တို့ချင်းတို့ဟိုမှာလူမျိုးရေးတွေလူမျိုးတွေနာမည်တွေထည့်ထားတဲ့အားတွေကိုဖယ်ထုတ်ခြင်းနဲ့တဲ့နော်စဉ်းစားကြရလေနော်မှတ်ပုံတင်မှာလူမျိုးထည့်ထားတာကိုဖယ်ထုတ်ခြင်းနဲ့ဥမာလူမျိုးအစားချင်းဆိုရင်လဲတင်ကေတတစ်ခုပေါ့ရှင်နော်တင်ကေတလေးတစ်ခုထည့်ဒီလိုမျိုးသွားတာကပိုကောင်းတယ်ချင်းလူမျိုးဟိုဘာလူမျိုးဘာသာသာသနာဘာညာပြီးကွာတွေမလုပ်ဘဲနဲ့အဲ့ဒီလူမျိုးအတိုင်းသွားခြင်းနဲ့တဲ့နော်ဆိုတဲ့ခါကျတော့လူကိုလူလိုပဲဆက်ဆံစေခြင်းနဲ့ဆိုတဲ့စကားလေးပေါ့ကျမကဒါလေးကိုမှတ်ထားပြီးတော့မှပြောပြတာကျမတို့ကအခုလေအဲ့တိုင်းသွားမှာကျမတို့ကလူကိုလူလိုမြင်ရမယ်နောက်တစ်ခုကကျမတို့ကမတရားတာလုပ်တဲ့ခါကျရင်မတရားမှုကိုရဲတွန်းလှန်ရဲရအဲ့မှာကျမတို့ဘယ်လိုသွားနိုင်လဲကျမတို့ဘာတွေလုပ်နိုင်သေးလဲဟုတ်လားအခုစစ်ကောင်စီကတရုတ်နဲ့ပေါင်းတယ်ရုရှားနဲ့ပေါင်းတယ်အမျိုးမျိုးလိန်ညာလှည့်ပြားပြီးတော့နော်အာဆီယံကမထုတ်တဲ့သတင်းအောင်မှထုတ်တယ်ဆိုပြီးတော့ပြောင်းလိန်ပြောင်းစားလုပ်တယ်နော်ဓာတ်ပုံကြီးတွေလေသူ့ဓာတ်ပုံကိုယ်တိုင်ကိုဓာတ်ပုံကိုသူများကောင်ပေးတယ်ဆိုတော့အချက်တရားတော်ရုံစောက်ရှက်မရှိတာမဟုတ်ဆိုတော့ထားပါအဲ့လိုမျိုးတွေလုပ်နေတဲ့အခါမှာသူတို့လှုပ်เสียရှိတဲ့ဟာကိုစောက်ရှက်မရှိလုပ်နေကြတာရှက်ရမယ်ဆိုတော့သူတို့ခေါင်းထဲမှာလည်းမရှိဘူးဒီပြည်သူလူထုကိုမျက်လုံးပိတ်နေတယ်အကန်းနေလို့ပဲသဘောထားတာနော်အဲ့တော့ကျမတို့ဒီအချိန်နေမှာကျမတို့ဘာလုပ်နိုင်လဲကျမတို့ကရှာမှာကျမတို့ဘာလုပ်နိုင်လဲကျမတို့ဘာတွေကိုပြင်ဆင်ပြီးသွားရမလဲကျမတို့ကဓာရီနဲ့သွားရမှာဖြစ်တယ်နော်ကျမတို့လုပ်နိုင်တာမရှိမလဲကျမတို့ထောက်ဖို့လုပ်နိုင်တယ်ကျမတို့အချင်းချင်းလက်တွဲနေရမှာကျမတို့ပွဲအောင်လုပ်ထားတာပွဲအောင်လုပ်လေသူတို့အောင်မြင်လေဖြစ်တယ်အဲ့တော့သူတို့အောင်မြင်စေမဲ့အရာကိုကျမတို့ကနော်လက်နက်တစ်ခုဖြစ်ပြန်ပြီးတော့အသုံးချမှာဖြစ်ပါတယ်နော်ကျမတို့က view ဟာတစ်ခုဖြစ်ပြန်ပြီးတော့အသုံးချမှာဖြစ်ပါတယ်အဲ့ဒီလို view ဟာတစ်ခုဖြစ်ပြန်ပြီးသုံးချမှာဆိုဒီလူမျိုးကြီးကိုလူမျိုးမှာကောင်းတယ်ငါလူမျိုးမှာကောင်းတယ်ဆိုတဲ့ပုံစံမျိုးကြီးပုံစံဟောင်းကြီးနဲ့တွားလို့ရတော့သူတို့လှုပ်ချင်နေတဲ့အလုပ်ကိုကျမတို့ကအလကား free ဝင်လုပ်ပေးနေတာ free တောင်မဟုတ်အသက်ပေးနေတဲ့လူတွေကပေးနေတာတော့မှကျမတို့တော်လန်ရေးဘက်ကပါငိမ့်ချမ်းချင်ပါတယ်လွတ်မြောက်ချင်ပါတယ်ဆိုတဲ့လူတွေကပါသူတို့အစားကိုမတိတယ်ဝင်လုပ်ပေးနေကြတာနော်အဲ့တော့ကျမတို့ကမညီညွတ်တာကိုညီညွတ်အောင်ညှိယူရမှာနော်ကျမတို့အခြေချင်းတယောက်ကိုတယောက်လက်ညှိုးထိုးပြီးဖြစ်တင်နေရမှာမဟုတ်ဘူးနော်ဟိုလူမျိုးမကောင်းဒီလူမျိုးဟိုဘာသာမကောင်းဒီဘာသာမကောင်းဒါတွေကကျမတို့စီးစနစ်တကျဖြစ်လာတဲ့အခါကြလို့ရှိရင်စီးစနစ်တကျဥပဒေအတိုင်းသွားလိမ့်မယ်အခုဒီဥပဒေကြီးကဖြစ်ချင်တယ်လို့ဖြစ်နေတဲ့လှုပ်ချင်တယ်လို့လုပ်နေတဲ့ဥပဒေကြီးဖြစ်တယ်အဲ့တော့
ကျမတို့ဘာလုပ်လို့ရမလဲနော်ကျမတို့ထွက်ပြေးမလားရင်ဆိုင်မလားနော်ကျမတို့လုံးဝမှာနှစ်ခုပဲရှိကျမတို့ထွက်ပြေးမယ်ရင်ဆိုင်မယ်နှစ်ခုပဲရှိနော်အဲ့တော့ထွက်ပြေးမယ်ဆိုလို့ရှိရင်ကျမတို့ကတစ်လုံးပြေးနေရမှာရင်ဆိုင်မယ်ဆိုရင်အထီတော့နာမယ်ဒါပေမဲ့ကျမတို့တစ်လုံးကောင်းစားသွားမှာဒါတွေကိုစဉ်းစားပြီးတော့မှကျမတို့လုံနိုင်တာတွေကိုချပြီးတော့ရေးရမယ်လုံနိုင်တာတွေတွေးရမယ်ဘယ်လိုတွားရမလဲဆိုတာကိုစဉ်းစားရမှာဖြစ်တယ်နော်မလုံတဲ့အရာတွေကိုလည်းရဲရဲလှုပ်ချရမှာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့မှာလုံနိုင်တာကနှစ်ခုပဲရှိတယ်ထွက်ပြေးမလားရင်ဆိုင်မလားထွက်ပြေးမယ်ဆိုရင်တစ်လုံးပြေးရမယ်ရင်ဆိုင်မယ်ဆိုရင်ကျမတို့စွန့်လို့ရမယ်ဟာတွေရှိတယ်လူမျိုးရေးအစွဲတွေစွန့်ရမယ်ဘာသာရေးအစွဲတွေစွန့်ရမယ်နော်တခြားနိုင်ငံကလေမြန်ငါတို့နိုင်ငံကြီးကိုလာအုပ်စိုးမလားဆိုရယ်မလိုအပ်တဲ့စိုးရိမ်မှုတွေရှော့ပြီးတွားရမယ်အမျိုးမျိုးကွဲပြားလေစစ်တပ်ကအောင်မြင်လေဖြစ်နေတယ်ဆိုလို့ရှိရင်သူတို့အောင်မြင်နေတဲ့လမ်းကြောင်းကိုကျမတို့ကဖျက်ချနိုင်ရမယ်အဲ့တော့ကျမတို့ကလက်တွဲရမယ်ချင်းချင်းကျမတို့ဘာတွေလုပ်နိုင်လဲကျမတို့ထောက်ဖို့လုပ်နိုင်တယ်လက်နက်ကင်ရဲ့လူတွေကအလုံလောက်ကိုရှိနေလိုနေတာပတ်စံပဲအဲ့တော့ကျမတို့ထောက်ဖို့လုပ်အများကြီးထောက်ဖို့နေကြမလို့ကျမဆိုလို့ရှိရင်အခုမလေးရှားမှာကျမတစ်လောက်30မလေးရှားရင်းက30နဲ့ကျမကောက်နေဒီလိုမျိုးလေးတွေဝင်ပါလို့ရတယ်ဒါတခြားလူတွေလည်းဒီလိုမျိုးလုပ်နေတာခေါင်းဦးစီးဦးဆောင်ရွက်ပြီးလုပ်နေတာရှိဝင်လုပ်လို့ရတယ်ကလစ်နှိပ်တာတွေနော်ဒီရဲဘော်တွေရဲ့ channel တွေဝင်ကြည့်တာတွေလည်းထောက်ဖို့ပေးစဉ်တစ်ခုပဲအဲ့တော့တော်လန်ရေးမှာကျမတို့ကလက်နက်ကင်တွေမှာတော်လန်ရေးမှာကျမတို့လက်နက်ကြီးကင်ပြီးတော့ကြည်စံမရှိရင်ဘာနဲ့တိုက်မှာလဲကြည်စံလည်းရှိတယ်လက်နက်လည်းရှိတယ်စားဖို့နေဖို့အဆင်မပြေဘာနဲ့တိုက်မှာလဲဟုတ်လားဘယ်လောက်တောက်ခံနိုင်မှာနော်အဲ့တော့တော်လန်ရေးမှာကျမတို့ကနံပါတ်1ကျမတို့စီလုံးလုံးရှိနေရမယ်နံပါတ်2ကျမတို့မလိုအပ်တာတွေဖြုတ်ချရမယ်မလိုအပ်တဲ့အတွေးတွေမလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေကျမတို့စွန့်ပြရမယ်နံပါတ်3ကျမတို့အတူတူလက်တွဲပြီးတော့မှကျမတို့လှုပ်ပေးနိုင်တာဝိုင်းဝန်းပြီးတော့ပတ်မှုပြီးတော့မှတွားရမယ်နော်အဲ့တော့စကားတွေကိုအစပထမပြောခဲ့တဲ့စကားတွေကိုပြန်ချုပ်မယ်ဆိုလို့ရှိရင်ဘာသာရေးအမျိုးမျိုးကွဲပြားမှကြောက်နေကြတဲ့ကျမတို့ရဲ့အကြောက်တရားကျမတို့ကပြန်ပြီးခောက်ကြည့်ကွဲပြားအောင်ဘယ်သူတွေလုပ်တာလုပ်တဲ့ကောင်တွေကိုကျမတို့ကန်ထုတ်ရမယ်လူမျိုးရေးကွဲပြားမှာအနှိမ့်ချခံရမှာခွဲခြားဆက်ဆံခံရမှာကြောက်တယ်လို့ပြောကြတယ်အဲ့ဒီခွဲခြားဆက်ဆံတွေကဒီလူမျိုးတွေပါလို့လက်ညှိုးထိုးရမှာမဟုတ်ဒီအုပ်စုပါလို့ကျမတို့လက်ညှိုးထိုးရမှာလုတ်ခဲ့တဲ့အုပ်စုကိုလက်ညှိုးထိုးရမှာအဲ့ဒီလိုလုတ်ခဲ့တဲ့အုပ်စုထဲမှာ NUG ပိုင် NLD ပိုင်ဒီ NLD ကိုလည်းကျမတို့ကလက်ညှိုးထိုးရမှာဖြစ်ပါတယ်နော်အဲ့လိုပြောလို့ရှိရင်တို့ NLD ရောမလုတ်ခဲ့ဘူးလားဘာညာပြောကြတာရှိတယ်ကျမတို့တိုင်းသားလက်နက်ကင်နေနဲ့တိုင်းသားတွေနဲ့ပြိခါတွေချားမှာ NLD ဟာအမြဲတမ်းစစ်ဆက်ညှိနှိုင်းရေးရန်သူကိုတောင်စစ်ဆက်ညှိနှိုင်းခဲ့တယ်အဲ့လိုစစ်ဆက်ညှိနှိုင်းရေးလုပ်တဲ့အခါမှာတခြားပြဿနာတွေလည်းဝင်ရောက်လာအဲ့လိုဝင်ရောက်လာအောင်လေဒီအာဏာရှင်တွေကတောက်လျှောက်ချိန်ကိုက်ပုံချိန်ထားပြီးတော့မှ NLD ကိုလှုပ်ပေးလိုက်တာဖြစ်ပါတယ်ချိန်ကိုက်ပုံတွေရှိရအောင်နောက်တော့ဘာသာရေးပုံလူမျိုးရေးပုံနော်တခြားနိုင်ငံသားတွေခိုးလုံပြီးတော့ဝင်လာတဲ့လူတွေရဲ့ပုံနော်ဘုံနေအကျွေးထောင်ချောက်ထဲမှာသူတို့အကျွေးကြအောင်မြန်မာပြည်ကိုအကျွေးကြအောင်ဖန်တီးလှုပ်ဆောင်ခဲ့ကြတယ်အကျွေးထောင်ချောက်ထဲမှာဘုံနေထည့်တာအဲ့တော့ဘုံနေချိန်ခိုက်ဘုံနေဖတ်တီလောက်ထားတယ်အဲ့ဒီအချိန်မှာ NLD အစိုးရတက်လာတဲ့အခါမှာနော်အဲ့ဘုံနေအကုန်ထပေါက်တာအဲ့ဒီအမျိုးမျိုးတချို့ကပြောတယ်နော်ဒေါန်ဆက်စစ်တီဘာလှုပ်ဆောင်နိုင်တာလဲကျမတို့ကရှည်ထဲမှာပတ်ချလဲမှာလှေလည်းမရှိဘူးတက်လည်းမရှိဘူးလက်နဲ့ကူးရမယ်ဆိုလို့ရှိရင်ခရီးကြမှာပဲနော်ဘာမှမပေးထားဘူးလေနော်ဒီမြစ်ကိုမင်းလက်နဲ့ကူးဆိုလို့ရှိရင်လက်ပန်းကြမှာပဲကြနေမှာပဲလေနော်အဲ့ဒီလိုပဲအာနာကြီးတွေလည်းကင်ထားတယ်လှုပ်လည်းမလှုပ်ဘူးတိုင်းပြည်ရဲ့ဘန္နာမူကြီးပေါ်မှာလည်းခုန်ပြီးတော့ဟိုကကောက်စားလိုက်ဒီကကောက်စားလိုက်ဟိုကောက်ပေးလိုက်ဟိုလူပေးလိုက်ဒီလူပေးလိုက်လှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့လူတွေလက်ထဲမှာလက်ပလာနဲ့ရေဘူးခိုင်းနေတဲ့လူကခက်ခဲမှာပဲနော်ကျမတို့ကတော့ဒီအတိုင်းပဲမြင်တယ်အဲ့တော့ကျမတို့လှုပ်เสียရှိတာကိုအတူတူလက်တွဲပြီးလှုပ်ရမှာဖြစ်တယ်အတူတူလက်မတွဲနိုင်ရင်လက်မတွဲနိုင်တဲ့ခေါင်းဆောင်ဖြစ်အစိုးရဆိုပြီးငုတ်တုတ်ထိုင်နေတဲ့ကောင်တွေဖြစ်ကျမတို့ကရန်သူစင်းနဲ့ထည့်ရမှာတော်လန်ရေးကိုနှောက်ယှက်တဲ့ဘယ်သူကိုမဆိုကျမတို့ရန်သူစင်းနဲ့ထည့်ရမှာဘာလို့လဲကျမတို့ကရေရှည်ပလန်ကြီးနဲ့သွားနေတာတမျိုးသားလုံးလွတ်မြောက်ရေး
တတိုင်းပြည်လုံးလွတ်မြောက်ရေးကိုသွားနေတာလွယ်ကူကူတော့မရပါဇက်နဲ့တော်လန်လို့လည်းမရနော်အဲ့တော့ခက်ခက်ခဲခဲကြီးလုပ်နေရတာနောက်9နှစ်လေကြာသွားနိုင်တယ်ဒါပေမဲ့ကျမတို့ခုနပြောတဲ့အရာတွေကိုပြင်ဆင်ပြီးသွားမယ်ဆိုရင်အဲ့ဒီလောက်ကြာစရာအကြောင်းမရှိတော့ပါဘူးနိုင်ငံတကာကကျမတို့စီးလုံးတော့ပို့လို့ချင်တာကျမတို့အချင်းချင်းစီးလုံးရင်ကျမတို့အချင်းချင်းဝိုင်းလိုက်ကျမတို့မကြေနပ်တဲ့ကောင်တွေကိုပဲလက်မျိုးဝိုင်းထိုးကွက်ကွက်ကွင်းကွင်းကြီးပေါ်လာမှာနော်ဒီကောင်တွေတိတာလူဆိုးဓမြတွေဆိုတာဟုတ်ကွက်ကွက်ကွင်းကွင်းပေါ်လာအောင်ကျမတို့ကစီးလုံးရှိဖို့လို့ဘာသာခွဲတွေလူမျိုးခွဲတွေမတူကွဲပြားနေတဲ့လူတွေဒီစစ်ကောင်စီကိုတော့မလိုလားဘူးမကြိုက်ဘူးတွန်းလှန်တွန်းခံနေတဲ့အဲမှာအဲကလူတွေဆိုကျမတို့ကအားရာတွေကိုအင်အားဖြစ်နေသုံးရမှာတွေးခွဲနေရမှာမဟုတ်ဘူးမင်းတို့ငါတို့တွေကလူမဟုတ်ငါတို့စီးပွားရလူမဟုတ်ဘူးဆိုပြီးတော့ကျမတို့ကသူတို့ကိုကျမတို့ကိုပြန်တိုက်မယ်အင်အားတွေဖြစ်အောင်လုပ်နေရမှာမဟုတ်ဘူးကျမတို့ကဓာတ်တွေကိုမတူကွဲပြားမှုတွေကိုအင်အားဖြစ်ပြင်ပြီးအသုံးပြုရနော်အဲ့တော့ပြည်သူလူထုဒီလုံနိုင်တာနှစ်ခုရှိပါတယ်နော်ထွက်ပြေးမလားပြန်ချမလားထွက်ပြေးရင်တစ်လုံးကျမတို့ပြေးနေရမယ်တစ်လုံးပြေးနေရတဲ့အပြင်ကျမတို့ရဲ့အနာဂတ်လူငယ်တွေမျိုးဆက်တစ်တွေကျမတို့ရဲ့သားသမီးတွေလည်းပြေးနေရမှာဖြစ်ပါတယ်နော်ကဘာကြီးမှာနော်နိုင်ငံတွေရဲ့အလယ်မှာအစင်းရဲဆုံးအလုံချဆုံးပညာမဲ့ဆုံးတုံးအဆုံးနိုင်ငံဖြစ်နိုင်ငံသူနိုင်ငံသားတွေဖြစ်ကျမတို့ကတက်လုံးထွက်ပြေးနေရမှာဖြစ်ပါတယ်နော်ကျမတို့ပြန်ချမယ်ဆိုလို့ရှိရင်ကျမတို့ဖယ်ချတင်ခဲ့တဲ့အရာတွေကိုဖယ်ချခဲ့ရမယ်ပြီးတော့ကျမတို့ကအကြောက်တရားကနေရုံးထွက်အရေးဆုံးဒီအကြောက်တရားကိုကျမတို့ ਨੇ အကြောက်တရားကြားမှာရှိနေတဲ့စီးလေးကိုကျမတို့ကဖျက်တော့ရမှာဖြစ်ပါတယ်ကျမတို့ကိုကြောက်အောင်တမင်ကြောက်ထားတယ်အဲ့တော့ကျမတို့လူမျိုးတွေအထိကိုက်အ ਨੇ ဆုံးဖြစ်တယ်ဘယ်လိုနည်းနဲ့ကျမတို့ပြည်သူလူထုထိကိုက်မှုအ ਨੇ ဆုံးဖြစ်မလဲဆိုတော့တွေးပြီးတော့ကျမတို့ကဘာလုပ်တင်ထောက်ဖို့ပေးနေရတာထောက်ဖို့ငွေကိုယ့်ရဲ့အိတ်ထဲကနေပေးနေရတာဒီထိကိုက်မှုအ ਨੇ ဆုံးနဲ့အထိရောက်ဆုံးဖြစ်တယ်ကျမတို့လက်နက်ကင်ပြီးနေပြီးမှစီးနေရတာမဟုတ်ခဲ့ပဲကျမတို့အသက်အန္တရာယ်နဲ့အဝေးကြီးဖြစ်တယ်ဒါပေမဲ့ဒီတိုင်းပဲဆက်သွားနေမယ်ငါတို့ဘာမှလည်းမကူဘူးဘာမှလည်းမဆိုင်တယ်လို့နေမယ်ဆိုတော့အဲ့အဝေးကြီးဖြစ်နေတဲ့ခရီးကကျမတို့နောက်တပြေးပြေးရောက်လာမှာနော်အဲ့အတွက်ထောက်ဖို့တည်တာကျမတို့တော်လန်ရေးရဲဘော်တွေလက်ထဲကိုအာဏာရှင်ပြုတ်ချနိုင်မဲ့အရာတွေကိုပေးစွမ်းနိုင်တာဖြစ်တယ်အဲ့တော့ထောက်ဖို့ပေးကြပါနော်မလိုအပ်တဲ့စိုးရိမ်ပူပန်မှုတွေကိုဖယ်ချပေးရကိုလည်း relax လုပ်ဖို့လိုတယ်ခုချိန်ခုကာလကြီးမှာနော်ဘယ်လိုပါဝင်ရမလဲအများကြီးပါပါဝင်လို့ရတယ်ဗျာအများကြီးနော်မယုံကြည်ဘူးတချို့ကဘောမတွေပြောတယ်မယုံကြည်ဘူးဆိုတဲ့ဟာဘောမတွေကပြီးလို့အတွေ့ဖန်တီးပြီးလာပြောနေတာလေကိုရီထဲကလူတွေကပါသူတို့အစာလိုက်မလုပ်ပေးနဲ့ဟုတ်လားမယုံကြည်ဘူးဆိုလို့ရှိရင်ကိုလှူလိုက်တဲ့ဟာဘယ်ကိုရောက်သွားလဲဆိုတာမေးရမယ်နော်မေးရမယ်စင်းစရာတောင်းကြည့်ရမယ်ဒါကိုလုံးရမယ်ထောက်ဖို့နေတဲ့လူတွေလုံးဝမလုပ်ငါးတကောင်ချောက်တလေလုံးပုတ်သွားစရာအကြောင်းမရှိဘူးနော်အဲ့အတွက်ကျမမလေးရှားနိုင်ငံမှာတနေ့တစ်ချက်တစ်လ30နဲ့ပေါဝင်လို့ရတယ်ကောက်နေတယ်ဝင်က30နဲ့ထိုင်းနိုင်ငံကပေါဝင်မယ်ဆိုလို့ရှိရင်တစ်လကိုဘတ်200နဲ့ပေါဝင်လို့ရတယ်တခြားနိုင်ငံတွေကပေါဝင်မယ်ဆိုလို့ရှိရင်လည်းပဲတစ်လကိုမြန်မာငွေ3000နဲ့ပေါဝင်လို့ရတယ်တခြားနိုင်ငံတွေကျမကိုတူပေးနေတဲ့လူတွေရှိပါတယ်ကျမမှာဘဏ်အကောင့်တွေရှိတယ်ဒီ UNG ပေးလို့မျိုးဥပန်တို့လည်းဖွင့်ထားတယ်ဒါတွေနဲ့ကျမတို့ပုံပေးလို့ရပါတယ်နော်ဒီနေ့ကတော့ကျမကဘာကြောင့်လူမျိုးကြီးကွဲပြားခဲ့ရတာလဲဘာကြောင့်ဒီအာဏာရှင်တွေကကျမတို့အပေါ်မှာနှစ်ပေါင်းမြောက်များစွာအောင်နိုင်ခဲ့တာလေတို့ရဲ့လှုပ်ဆောင်မှုကျမတို့ဘယ်လိုသွားရမလဲကျမတို့ဘာလုပ်နိုင်လဲကျမတို့ဘာတွေကိုဖယ်ချခဲ့ရမလဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်